မောဆုံးအနေနဲ့ကျွန်တော်တို့ဒါထွက်စင်မှာကဒါထီကနန်း6လုံးတွက်ထားတာဖြစ်ပါတယ်ခွန်3ကြာ2 3ညာ9 5 1ပေါ့နော်ဒါကတော့ဒီကနန်း6လုံးကတော့ထိုင်းထီစုကြီး6လုံးဖြစ်ပါတယ်ထီစုကြီးမထွက်ခင်ဒီဘက်နှလုံးငါတချို့မိတ်ဆွေများတွေမြန်မာပြည်ကမိတ်ဆွေတွေဆိုရင်မသိဘူးပေါ့နော်ဒါဒီထီကနန်း6လုံးမထွက်ခင်နှလုံးတိုက်ဆိုတာထွက်ပါတယ်ပေါ့နော်နှလုံးတိုက်ကကျွန်တော်တို့ဒီရှမ်းလို့ဆိုလို့ရှိရင်ဒါလန့်လို့ခေါ်ပါတယ်เนาะဒီနောက်နှလုံးတိုက်ကတော့ဒီ3ညကိုဒီနောက်ဘက်ကဒီနှလုံးတိုက်ဆိုလို့ရှိရင်ဘုံလို့ခေါ်ပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုရင်ဒါအပေါ်အောက်ကစားတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မရှိနားလဲအောင်ကျွန်တော်ဒါရှင်းပြတာဖြစ်အဲ့ဒီကနေပြီးတော့ဒါကဒီ20ရတယ်ကျွန်တော်တို့ဒါဒီ2024ခုနှစ်မှာလည်းအောင်မြင်ခဲ့တယ်2023ခုနှစ်မှာလည်းအောင်မြင်ခဲ့တယ်เนาะဒီ1ချိန်နေဒီအပြီးပေါက်တွေဟာဒီဒါအပြည့်စုံပေါ့နော်ဒါသူ့ရဲ့ဒီဖြည့်ရိုးဖြစ်စဉ်ပင်မကြီးရနေပြီးတော့ကျွန်တော်ဒါ1ချိန်ကိုထုတ်ပြီးတာဖြစ်ပါတယ်ဒီမိုးကလုံးဝမပြတ်သေးပါဘူးเนาะကဲဒါဆိုရင်ကျွန်တော်တို့ကြည့်ရကြအောင်ပေါ့နော်ကျွန်တော်ဒီဘက်မှာဘာတွေဖြစ်မလဲဆိုတာကိုအဲ့တော့ကျွန်တော်အနေနဲ့ခွန်နဲ့3ညနဲ့ဒီနှလုံးပေါင်းမှာဖြစ်ပါတယ်ခွန်နဲ့3ညနဲ့ပေါင်းတော့ဟာဒီမှာခွန်လို့ရပါတယ်เนาะခွန်လို့ရပါတယ်ဟုတ်ကဲ့ခွန်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့เนาะသူ့ရဲ့အောက်မှာနှလုံးပေါင်းခြင်းဒီခွန်လို့ရပါတယ်ဟုတ်ကဲ့ပါပြီးရင်ကျွန်တော်တို့စက်ပေါင်းသွားပါမယ်သူ့ရဲ့ဘေးကသူ့ရဲ့ဘေးက3နဲ့ဒီကထိပ်စီကခွန်နဲ့ကျွန်တော်တို့ဆက်ပေါင်းပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီနှလုံးပေါင်းကြီးတွေက3ညရပါတယ်เนาะဒီနှလုံးပေါင်းကြီးတွေက3ညရပါတယ်ဟုတ်ကဲ့ဒါဆိုရင်ခွန်နှလုံးပေါင်းခွန်နှလုံးပေါင်း8ရပါတယ်ဟုတ်ကဲ့ပါကဲဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ပေါင်းကြည့်အောင်နောက်ထပ်ကျွန်တော်တို့ပေါင်းမှာကတော့ဒီက9နဲ့အဲ့ဒီက1နဲ့ကိုပေါင်းမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းဒီ3ညရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ sorry เนาะဒီမှာ3ညဖြစ်ပါတယ်နှလုံးပေါင်းခြင်းဒီ3ညဖြစ်ပါတယ်နှလုံးပေါင်းခြင်းဒီ3ညဖြစ်ပါတယ်အဲ့တော့3ညပေါ့နော်900အဲ့မှာကျွန်တော်တို့တဲထွက်ပါတယ်เนาะ900တဲထွက်သွားတယ်เนาะ1ချင်းဆိုပေမဲ့ကျွန်တော်ဒီမှာတဲထွက်သွားပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒါတဲထွက်သွားပါတယ်เนาะဒီမှာတဲတစ်ချိန်ဝင်လာပါတယ်ကဲဒါဆိုရင်နောက်တစ်ပင်ကိုဆက်ကြည့်အောင်နောက်တစ်ပင်ကိုဆက်ကြည့်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာ9ရယ်4ရယ်နှလုံးပေါင်းခြင်းဒီ9နဲ့4နဲ့နှလုံးပေါင်းခြင်းဒီကျွန်တော်တို့ဗာရလဲအဲ့ဒီမှာ9လို့ရပါတယ်9လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဘေးက9ရယ်သူ့ရဲ့ဘေးက3ရယ်ဒီနှလုံးပေါင်းမှာဖြစ်ပါတယ်နှလုံးပေါင်းခြင်းဒီအဲ့ဒီမှာကျွန်တော်တို့ဗာရလဲ8လို့ရပါတယ်နော်နှလုံးပေါင်း9ရပါတယ်နှလုံးပေါင်း8လို့ရပါတယ်ကြဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ပါရမလဲ
အဲ့ဒီမှာရှင်းလို့ရပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့988ဆိုပြီးကျွန်တော်ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ထွက်တာကတော့894ဖြစ်ပါတယ်ထွက်တာ894ဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်ပင်ကိုဆက်ကြည့်မှာဖြစ်ပါတယ်နောက်တစ်ပင်ကိုကြည့်မယ်ဆိုရင်ဒီမှာ10ရှိပါတယ်ဒီမှာ9ရှိပါတယ်10နဲ့9နဲ့ပေါင်းခြင်းဒီကျွန်တော်တို့ဘာရလဲအဲ့ဒီမှာ3လို့ရပါတယ်10နဲ့9နဲ့ပေါင်းခြင်းဒီ3လို့ရပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဘေးရဲ့1ကိုယူမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ9ကိုယူမှာဖြစ်ပါတယ်1နဲ့9နဲ့ပေါင်းသည်ကျွန်တော်တို့ဘာရလဲ6လို့ရပါတယ်ခင်ဗျာနော်ဒီမှာ6လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းကြီးတွေက6ရတယ်ဒီနှလုံးပေါင်းကြီးက3ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းခြင်းဒီခွန်ရပါတယ်အဲ့ဒီခွန်ကကျွန်တော်တို့အဲ့ဒီမှာခွန်ဆိုပြီးတော့ကျွန်တော်တို့3-6ခွန်လို့ကျွန်တော်တို့ရပါတယ်เนาะ3-6ခွန်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ဒီမှာထွက်တာကကျွန်တော်တို့6-8ခွန်လို့ထွက်ပါတယ်เนาะ6-8ခွန်လို့ထွက်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေများနောက်တစ်ပင်ကိုဆက်ကြည့်မှာဖြစ်ပါတယ်6နှလုံးပေါင်းကြီးဒီကျွန်တော်တို့ပါရလဲနှစ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ရယ်2ရယ်ဒီနှလုံးပေါင်းကြီးတွေက8လို့ရပါတယ်เนาะအဲ့တော့28ဆိုတဲ့ကဏ္ဍနှလုံးညာရှိပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ကိုယူမှာဖြစ်ပါတယ်ပြီးရင်ဒီက6ကိုယူမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းမှာဖြစ်ပါတယ်နှလုံးပေါင်းချင်းဒီအဲ့ဒီမှာ3လို့ရပါတယ်เนาะဒါကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်3လို့ရပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့283 1ချင်းဖြစ်ပါတယ်ထွက်တာပါထွက်လဲကျွန်တော်တို့ဒီမှာ388လို့ထွက်ပါတယ်เนาะကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေများအားလုံးเนาะခုလာမဲ့ပွဲမှာကျွန်တော်တို့နှစ်ကိုယူမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့9နဲ့ပေါင်းမှာဖြစ်ပါတယ်2နဲ့9နဲ့ပေါင်းခြင်းဒီအဲဒီမှာခွန်လို့ရပါတယ်เนาะ2နဲ့9နဲ့ပေါင်းခြင်းဒီခွန်လို့ရပါတယ်အဲဒီခွန်ကိုเนาะနောက်တစ်ပြင်ထပ်ပေါင်းမှာဖြစ်ပါတယ်တစ်ကိုယူမယ်ပြီးရင်ကျွန်တော်တို့3ယူမယ်ကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီ4ရပါတယ်အဲဒီမှာ4ရပါတယ်ခွန်4နှလုံးရပါပြီเนาะကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီက9ကိုယူမှာဖြစ်ပါတယ်ဒီက6ကိုယူမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းဒီ9နဲ့6နဲ့ပေါင်းခြင်းဒီကျွန်တော်တို့ပါရလဲ5လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ5ဖြစ်ပါတယ်เนาะခွန်4 5ဆိုရဲဒါ1ချင်းပေါ့เนาะဒါ1ချင်းဆိုပေမဲ့ကျွန်တော်တို့တဲ့ဖြစ်သွားနိုင်တယ်ပေါ့เนาะဒီအချိန်မှာပေါ့เนาะဒါကတော့ကျွန်တော်တို့ဒါ1ချင်းအတွက်နေချပြတာဖြစ်တဲ့အတွက်ခွန်4 5 1ချင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများပေါ့เนาะဒီတရက်6လပိုင်းက
တရက်6လပိုင်း2025เนาะမှာကျွန်တော်တို့1 chain ကတော့ခွန်လေးငါအချိန်ဖြစ်ပါတယ်เนาะခွန်လေးငါအချိန်ဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ဒီ1 chain ကိုနောက်ထပ်ဗီဒီယိုဖိုင်မှာကျွန်တော်လုံးပိုင်နဲ့ကီးနဲ့ကျွန်တော်တို့ဒီအပီးပေါက် site ကိုဒုတိယဗီဒီယိုဖိုင်မှာကျွန်တော်ထပ်မံပြီးတော့တင်ပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒုတိယဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေတွေဒီ1 chain ငါလည်းဒါလုံးဝတစ်ချိန်မှပြတ်ဝင်မရှိပါဘူးเนาะဒါပြီးပြည့်စုံတဲ့တွင်နည်းဖြစ်ပါတယ်เนาะကျွန်တော်တို့ဟိုပင်ဒီအပင်ကနေပြီးပေါင်းထားတာလည်းမပါပါဘူးเนาะကျွန်တော်တို့ဒီ1 chain ရဆိုလို့ရှိရင်ကျွန်တော်တို့မိတ်ဆွေတွေအတွက်ပေါ့เนาะဒါတကယ်ကိုထောက်ကိုဖြစ်မဲ့1 chain ဖြစ်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်20တွေကိုကြည့်ရှုထားတဲ့မိတ်ဆွေများအားလုံးသိရှိလိုက်မယ်ပေါ့နော်ဒါကျွန်တော်တို့နောက်ဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်ဒီချက်ကောင်းတဲ့20နဲ့ကျွန်တော်ပြန်လည်ပြီးတော့မိတ်ဆွေတွေကိုချပြမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့ပေါင်းခြင်းတွေရဲ့နောက်ပေါင်းခြင်းတွေရဲ့ရှေ့နှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းပြီးတော့ကီးပေးတယ်နဲ့ကျွန်တော်ဒုတိယဖိုင်ကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေဒီတစ်ပတ်မှာကျွန်တော်ပြောနိုင်တာကကျွန်တော်တက်နေဒီ90ရာခိုင်နှုန်းပြီးခဲ့တဲ့ဘက်က1 chain ပြီးခဲ့တဲ့ဘက်ကပရိအဲ့ရှေ့ရဲ့ဘက်မှာကျွန်တော်1 chain ကျွန်တော်တို့ဒါမှန်ခဲ့တယ်เนาะဒီနေရာမှာ2 break ခွန် break 2 break ဆိုပြီးတော့ကျွန်တော်ပေးတယ်ဒီနေရာမှာကျွန်တော်1 chain အောင်မြင်ခဲ့ပါတယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရဲ့ကညာဝိရိယလေးနဲ့ပေါင်းဆက်ပြီးတော့မိတ်ဆွေတွေကိုကောင်းဆုံးအောင်မြင်မှုရရှိအောင်ကျွန်တော်ကြိုးစားပေးပါမယ်စတားစောစောကိုအမြဲတမ်းအားပေးနေတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒီအချိန်မှာစတားစောစော90ရာခိုင်နှုန်းထိကောင်းဆုံးတွေ့မြင်လာတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အတွက်ခွန်အားဖြစ်စင်မှာဖြစ်ပါတယ်เนาะအားလုံးပဲဒီဗီဒီယိုဖိုင်ကတော့ဒီလောက်ပါပဲခင်ဗျာ